အလုပ်ကြိုးစားတဲ့ယောက်ျားတစ်ယောက်ဟာမိန်းမတိုင်းနဲ့မထိုက်တယ်ဒါကြောင့်လေဒီနေ့ခေတ်မှာတချို့မိန်းမတွေကဘဝအမြင်ပါတစ်ခုမှမရှိတဲ့ခက်ညံ့ရယောက်ျားမျိုးတွေကိုပဲစိတ်ဝင်စားကြတယ်အလုပ်ကြိုးစားတဲ့ယောက်ျားတစ်ယောက်ကိုယူထားရင်ကြီးစားဖြစ်နေရင်သူဟာမင်းအတွက်အမြဲတမ်းအချိန်ပေးနိုင်မဲ့လူမဟုတ်ဘူးဆိုတာကိုတော့ကြိုပြီးတော့နားလည်ထားဖို့လိုအပ်တယ်တခါမှမင်းရဲ့လူကသမီးသားဘဝအိမ်အောင်တဲ့ဘဝตายရဖို့ဘာတစ်ခုမှအားမဆိုင်ဘူးလို့မင်းတွေးမိကောင်းလဲတွေးမိနိုင်လေဒါပေမဲ့လေတကယ်တော့အဲ့ဒီလိုလုံးဝမဟုတ်တကယ်အမှန်တရားဟာမင်းရဲ့အမြင်နဲ့ဆန့်ကျင်ပါဘူးသူမနဲ့အဲ့ရစောစောထပြီးတနေ့ကိုအလုပ်ကြိုးစားနေတယ်ဆိုတာမင်းအတွက်အေးချမ်းတည်ငြိမ်တဲ့ဘဝတစ်ခုတည်ဆောက်ပေးနိုင်မှုလုပ်နေတယ်တချို့နေ့တွေမှာသူ့အနေနဲ့အလုပ်ပြင်မှန်းလို့ခြေကုန်လက်ပန်းကျလာပြီးတော့အိမ်ရောက်တာနဲ့အပြေတော်ရေချိုးမင်းကိုအနမ်းတစ်ချက်ပေးပြီးတော့နောက်တစ်ရက်မှာအားရင်အပြည့်နဲ့အလုပ်ပြန်လုပ်နိုင်မှုအတွက်အေးဝဝအေးအောင်အိတ်ခမ်းလေးကိုတန်းဝင်သွားတာမျိုးရှိနေတယ်ဆိုတာကိုလည်းမင်းအနေနဲ့နားလည်ထားဖို့လိုတယ်ဒီလိုလူမျိုးကိုလည်းပို့ဖို့တန်တယ်မတွေးပါနဲ့သူ့ရဲ့ညစ်ပတ်တဲ့အတ္တမာတွေတက်နေတဲ့လက်တီသုံးထင်ပေးချန်နေတဲ့အဝိစားတွေကြောင့်အပြင်ပန်းအညီညာတန်းနေလို့ထင်အောင်ထင်ရလိမ့်မယ်။ဒါပေမဲ့အဲ့ဒီလူဟာမင်းဘဝမှာဘယ်တော့မှမကြုံဘူးတဲ့အချစ်မျိုးနဲ့မင်းကိုချစ်ပါတယ်